အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့တင်ပြပေးမယ့်သင်ခန်းစာလေးကကြတော့ formatting the paragraph ဖြစ်ပါတယ်။စာပိုက်တွေနဲ့ပတ်သက်ပြီးတော့ပြင်ဆင်မှုလုပ်တဲ့အပိုင်းလေးဖြစ်ပါတယ်။အဲ့တော့စာပိုက်တွေနဲ့ပတ်သက်ပြီးပြင်မယ်လို့ပြောလိုက်ပြီးဆိုရင်အဲ့ button လေးတွေကဘာမှရှိလဲဆိုရင်ကျမတို့ဒီအပေါ်ဘက်က tab တွေက home tab ထဲမှာရှိပါတယ်။ဒါကြောင့်မလို့ home မရောက်သေးဘူးဆိုရင်တော့ home tab မှာတစ်ချက်နေမယ်။အဲ့ home tab ထဲကမှဒီအလယ်လောက်မှာရှိတဲ့ paragraph ဆိုတဲ့ဒီ panel ထဲမှာရှိတဲ့ button လေးတွေကိုအသုံးပြုသွားမှာဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်တော့အခုကျမတို့ဒီမှာတော့ Microsoft Word ထဲမှာ chapter 1ဆိုတဲ့ file လေးကိုကြိုပြီးတော့ဖွင့်ထားပါတယ်။အဲ့တော့ဒီ paragraph ဆိုတဲ့ဒီ panel ထဲမှာရှိတဲ့ palette ထဲမှာရှိတဲ့ဒီ button လေးတွေကိုအသုံးပြုမယ်။အဲ့တော့ကျမဒီခု pointer လေးတင်ထားတဲ့ button လေးအဲ့တော့ဒီ button လေးတွေကိုကြတော့ဘာလို့ခေါ်လဲဆိုတော့ alignment text alignment button လို့ခေါ်ပါတယ်။ button လေးဒီမှာ single button လေးဘယ်နှခုရှိလဲဆိုရင်၄ခုရှိပါတယ်။ပထမဆုံး button လေးအရင် pointer ထောက်ကြည့်လိုက် align left လို့ပြမယ်။သူကစာသားတွေရိုက်ထားတဲ့စာသားတွေကိုဘယ်ဘက်မှာတညီရဲလိုချင်နေဆိုရင် left alignment ကိုသုံးရပါတယ်။ left text align ဒုတိယတစ်ခုကကြတော့ center button လေးဖြစ်ပါတယ်။ button ပုံလေးမှာလည်းကြည့်လိုက်ပါစာသားပုံစံလေးတွေအလယ်မှာစုနေတယ်။ဒါက center alignment ဖြစ်တယ်။နောက်တစ်ခုကတတိယတစ်ခုက right alignment ဖြစ်ပါတယ်။ရိုက်ထားတဲ့စာသားတွေကိုညာဘက်မှာချင်းညာဘက်ကိုတညီရဲလိုချင် right align ကိုသုံးပါတယ်။နောက်တစ်ခုကကြတော့ဗာလဲဆိုရင် justify လို့ခေါ်ပါတယ်။သူကကြတော့ရိုက်ဒီစာကြောင်းအတူရိုက်ထားရင်တော့မသိတာဘူး။စာပိုက်တွေဆိုရင်ဘေးပင်ညာတွေမှာမညီညီအောင်သူကညီအောင်ညှိပေးသွားတာဖြစ်ပါတယ်။အဲ့တော့ဒီ text alignment ဒီ button လေး၄ခုလေးကိုကျွန်တော်စပြီးသုံးကြည့်ပါတယ်။အဲ့ဒီအတွက်ကြောင့်ပထမဆုံးခေါင်းစဉ်လေးကို selection မှတ်ပါမယ်။ selection မှတ်ပြီးသွားပြီဆိုရင်ပထမဆုံး text alignment ကတော့ default ဖြစ်နေပြီးသားဆိုတော့ဒုတိယ button လေးဖြစ်တဲ့ center button လေးမှာတစ်ချက်နှိပ်လိုက်မယ်။ selection မပြုတ်နဲ့အောင်နော် selection မှတ်ထားတဲ့အနေထားမှာပဲကြည့်လိုက်ပါ selection မှတ်ထားတဲ့စာသားခေါင်းစဉ်လေးကဘာလုပ်မလဲ document စာရွက်ရဲ့အလယ်ကောင်ရောက်သွားတယ်ဆိုတော့တွေ့ရမယ်။ကဲတတိယမြောက် button လေး align right button လေးမှာတစ်ချက်နှိပ်ကြည့်လိုက်ဒါဆိုညာဘက်ကိုကတ်သွားတယ်ဆိုတော့တွေ့ရမယ်။ justify ကတော့အခုချိန်မှာနှိပ်လဲဘယ်ဘက်ကိုပြန်ပြီးသွားသလိုဖြစ်နေရနော်။သူကဒီ sentence တိုးတဲ့အတွက်ကြောင့်မသိတာဘူးလို့ပြောတာဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်ကျွန်မတို့ line left button လေးမှာပဲပြန်နှိပ်ထားပြီ။ပြီးရင် selection ပြန်ပြုတ်ကြည့်လိုက်ပါ။ကဲဒါဆိုရင်၄ချောင်းမြောက်မှာရှိတဲ့ date ရက်စွဲလေးအဲ့ဒါလေးကို selection မှတ်ပါမယ်။သူ့ကိုကြတော့ကျွန်မ date ဖြစ်တဲ့အတွက်ကြောင့်ရက်စွဲတွေဖြစ်တဲ့ကြောင့်ညာဘက်မှာလိုချင်ပါတယ်။ဒါဆိုရင် selection မှတ်မယ်။ပြီးရင် align right button လေးမှာတစ်ချက်နှိပ်လိုက်။ဒါဆိုညာဘက်ကိုရောက်သွားဆိုတွေ့ရမယ်။ဟုတ်ပြီနော်။ပြီးရင်ကျွန်မပထမဆုံးခေါင်းစဉ်လေးကိုကြတော့ခေါင်းစဉ်ဆိုတော့အလယ်ကိုပြန်ပို့ပေးပါ။ဒါဆိုရင်အလယ်ကိုပြန်ပို့ပါမယ်။ဒီ၃ချောင်းပေါ့၃ချောင်းလို့မှတ်လိုက်မယ်။ပြီးသွားပြီဆိုရင် center button လေးမှာနှိပ်ကြည့်လိုက်ပါ။ဒါဆိုရင်အလယ်ကိုရောက်သွားဆိုတွေ့ရမယ်နော်။ပြီးရင် selection ဖြုတ်ကဲဒီကစာပိုက်တွေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးထပ်ပြီးတော့ပြင်ကျင်ပါတယ်။ဒါကြောင့်မို့အောက်ဘက်ကို vertical scroll bar လေးနဲ့ဆင်းလိုက်မယ်။အောက်ဘက်မှာတစ်ချက်ကြည့်ရအောင်။ paragraph တွေကိုပြင်ကျင်တာကျွန်မခုနပြင်ခဲ့တာစာသားတွေရဲ့ text alignment ကိုပြင်တယ်။အခုဒီကကြရင်ဒီစာပိုက်ထဲမှာ alignment လေးတွေပြန်ထည့်ကြည့်ခြင်းနဲ့ဒီစာပိုက်ပေါ့စာနည်းနည်းများတဲ့ဒီစာပိုက်နော်ဒုတိယဒီစာပိုက်လေးကို selection မှတ်မယ်။အဲ့တော့ selection မှတ်ရင်အရှိဘက်မှာသုံးခဲ့တဲ့နည်းလမ်းတွေရှိပါတယ်။ one paragraph ဆိုရင်paragraph တစ်ခုစာမှတ်ချင်တယ်ဆို triple click နှိပ်ချင်နှိပ်ချင်ရှေ့ဘက်က selection bar ကနေ dragging ဆွဲရင်လည်းရပါတယ်เนาะ selection မှတ်လိုက်ပြီမှတ်ပြီးသွားရင်ကျမတို့ခုနကနှိပ်ခဲ့တဲ့ center button လေးနှိပ်ကြည့်လိုက်ပါတွေ့လား selection မှတ်ထားတဲ့စာသားလေးတွေကအလယ်ကောင်မှာပြနေဆိုတော့တွေ့ရတယ် align right မှာနှိပ်ကြည့်လိုက်ပါညာဘက်မှာတွေ့လားညာဘက်ကိုစာသားတွေက selection မှတ်ထားတဲ့စာသားတွေကညာဘက်တညီရဲပြပေးသွားတယ်ဘယ်ဘက် align left မှာတစ်ချက်ပြန်နှိပ်ကြည့်လိုက်ပါဒါဆိုရင် selection မှတ်ထားတဲ့စာတွေကဘယ်ဘက်တညီရဲပြတယ်ညာဘက်သိမညီတော့ဘူးเนาะကဲဒါဆို justify လေးသုံးကြည့်ကြပါတယ် selection မှတ်ထားတဲ့စာသားကို justify button လေးနှိပ်ကြည့်လိုက်မယ်ကဲဒါဆိုဗမာထူးခြားသွားလဲကြည့်လိုက်ပါဘယ်ဘက်လဲတညီရဲပြပေးသွားတယ်ညာဘက်လဲတညီရဲပြောင်းသွားတယ်ဆိုတော့တွေ့ရမယ်ဒါဘာလို့လိုက်တာလဲဆိုတော့ justify လို့လိုက်တာဖြစ်ပါတယ်ကဲထပ်ပြီးထူးခြားအောင်ထပ်လုပ်မယ် selection ဖြုတ်ပြီးအောက်ကစာပိုက်ကလေးတတိယစာပိုက်လေး selection မှတ်ပါမယ်အခုလက်ရှိမှာ left align ဖြစ်နေတယ် justify နှိပ်ကြည့်လိုက်ပါဒါဆိုသူဆိုပို့ပြီးထူးခြားသွားပါပြီဘယ်ဘက်လဲတညီရဲပြောင်းသွားတယ်ဘယ်ဘက်ကလဲတညီရဲညှိပြီးသွားတယ်ညာဘက်ကိုလည်းညှိပြီးသွားတယ်ဆိုတော့ဒါကို justify လို့ခေါ်တာဖြစ်ပါတယ်ဒါမယ်နော်ပြီးရင် selection ဖြုတ်ပေးပါအဲ့တော့ဒါကကြတော့ alignment တွေပြင်တာဖြစ်ပါတယ်နောက်ထပ်ဒီစာပိုက်တွေနဲ့ပတ်သက်ပြီးတော့နောက်ဘာတွေထပ်ပြင်လို့ရသေးလဲဆိုတော့ indent ဆိုတာရှိတာဖြစ်ပါတယ် indent တွန်းတာindent ကကြတော့ဘာကိုပြောလဲဆိုရင်ကျမတို့ဒီစာရွက်ထဲမှာစာစရေးမယ်ပေါ့နော်စာပိုက်တစ်ခုအနေနဲ့စာတွေအနေနဲ့ရေးမယ်ဆိုရင်ဘာလုပ်လဲဆိုရင်ပထမဆုံး sentence လေးတွေပထမဆုံးစာကြောင်းလေးအတွင်းထဲဝင်ပြီးရေးကြတာရှိတယ်အဲ့ဒါကို indent တွန်းတယ်လို့ခေါ်တာ indent ပြင်တယ်လို့ပြောတာဖြစ်ပါတယ်ဘယ်လိုဟာမျိုးကိုပြောလဲဆိုပါစို့ဒီကျမတို့ဒီ our computer မှာပဲကြည့်ဒီပထမဆုံးစာကြောင်းလေး
စာကြောင်းရဲ့အရှိမှာ insertion point နေထားတယ်အဲ့စာလေးကိုအတွင်းထဲကိုနည်းနည်းလေးတွန်းကျင်တယ်ဒါဆိုရင် keyboard မှာရှိတဲ့ဒီ tab ဆို tab tab ဆို key လေး tab key လေးတစ်ချက်နှိပ်လိုက်ရင်အတွင်းထဲကိုနည်းနည်းရောက်သွားတွေ့လားအဲ့ဒါကို indent တွန်းတာဒါကိုကြတော့ဒါပထမဆုံး sentence လေးပဲ indent တွန်းလိုက်တာလေအဲ့တော့အဲ့ဒီပုံစံလေးပြန်လုပ်ချင်ပါတယ်အဲ့တော့ keyboard က backspace နဲ့ပြန်ပြီးတော့နောက်ဆုတ်လိုက်မယ်ကဲဒါဆိုရင် indent ပြင်ပေးဖို့အတွက်ကျမတို့ဒီစာပိုက်ကလေးအခုဒီ our computer နဲ့စတဲ့စာပိုက်လေးကို selection မှတ်လိုက်ပါပြီအဲ့တော့ selection မှတ်ပြီးသွားပြီဆိုရင်သူ့ကိုပြင်ကျင်နေဆိုရင်ခုနကကျွန်မပြောခဲ့တယ်ဒီအပေါ်ဘက်က paragraph palette ထဲကဒီ paragraph ရဲ့ညာဘက်မှာ down နေမှာ button လေးရှိပါတယ် paragraph setting လို့ပြပေးရစာပိုက်တွေနဲ့ပတ်သက်ပြီးပြင်ပါလေအဲ့တော့အဲ့မှာ click ချက်နှိပ်ချလိုက်မယ်နှိပ်လိုက်တာနဲ့ screen ပေါ်မှာ paragraph ဆိုတဲ့ဒီလို၄တောင် box ကြီးကြာလာမယ် paragraph dialog box လို့ခေါ်ပါတယ်အဲ့ dialog box ထဲမှာအပေါ်မှာ tab နှစ်ခုရှိတယ် indent and spacing tab ရှိတယ် line and page break ဆိုတဲ့ tab ရှိတယ်အဲ့တော့ indent and spacing tab ကိုနှိပ်ထားပြီးသားဖြစ်ရမယ်အဲ့မှာနှိပ်ထားမယ်နော်နှိပ်ပြီးသွားပြီဆိုရင်ကျမတို့ဘာမှရှိလဲဆိုဒီအလယ်လောက်မှာကြည့်လိုက်ပါ indentation ဆိုတဲ့ခေါင်းစဉ်လေးရှိတယ်အဲ့ indentation ဆိုတဲ့ခေါင်းစဉ်အောက်မှာ left ရှိတယ် right ရှိတယ်အော် left နဲ့ right ကဘာကိုပြောတာလဲဆိုတော့ left indent ကိုတွန်းပါလားဘယ်ဘက်ကနေညာဘက်ကိုအတွင်းထဲစာပိုက် margin အတွင်းထဲဝင်ကျင်တာလားဒါမှမဟုတ်စာရွက်ဒီ document ရဲ့ညာဘက်ကနေပြီးတော့အတွင်းထဲဝင်ကျင်တာလား right indent တွန်းကျင်တာလားတွန်းလို့ရတယ် left နဲ့ right နဲ့ရှိတာဖြစ်ပါတယ်အခုကျမတို့တစ်ခုခုပြင်ဆင်မှုလုပ်လိုက်မယ်ဆိုဒီ dialog box ရဲ့ဒီအောက်ဘက်က preview box ထဲမှာလည်းဘာလို့လဲတခါတည်းပြပေးသွားမှာဖြစ်ပါတယ်ကြည့်ပြီးတော့ပြီးရင်ခုနပြောခဲ့တဲ့ left နဲ့ right ရဲ့ညာဘက်မှာ special ဆိုတာရှိပါတယ်လောလောဆယ်မှာ special မှာ none လို့ပြနေတယ်ဒါတို့မှာချက်နေမယ်အဲ့ကြလာတဲ့ list ထဲမှာနှစ်ခုရှိပါတယ် first line indent နဲ့ hanging indent ဆိုတာအဲ့တော့ first line ကိုယူကြည့်လိုက်မယ်ဒါဆိုဒီအောက်ဘက်က preview လေးမှာကြည့်လိုက်ပါကျမတို့ selection မှတ်ထားတဲ့စာပိုက်ရဲ့ပထမဆုံးစာကြောင်းလေးတွေ့လားအတွင်းထဲကို indent တွန်းသွားတယ်ဆိုတာတွေ့ရပထမဆုံးစာကြောင်းလေးတွန်းသွားတယ်ဘယ်လောက်တွန်းသွားလဲဆိုညာဘက်မှာရေးပေးထားတယ် 0.5 တွန်းသွားတာဖြစ်ပါတယ်နော်ကဲဒါဆိုနောက်တစ်ခုထပ်ပြင်မယ်အဲ့ first line ရဲ့ down row မှာတစ်ချက်နှိပ်လိုက်မယ် hanging ဆိုတာကိုရွေးလိုက်ပါ hanging ဆိုရင် तू က selection မှတ်ထားတဲ့စာပိုက်မှာပထမဆုံးစာကြောင်းကလွဲပြီးတော့ကျန်တဲ့စာကြောင်းတွေကအတွင်းထဲဝင်သွားတာတွေ့ရပါတယ်အဲ့ဒါကို hanging indent လို့ခေါ်တာဖြစ်ပါတယ် तू ကသုံးတော့သုံးတယ်တိတ်မသုံးအသုံးနည်းတယ်ပေါ့နော် first line indent ပဲအသုံးများတာဖြစ်ပါတယ်ကဲဒါဆိုအဲ့ထဲကမှကျမတို့ဘာကိုရွေးမလဲဆိုတော့ first line ကိုရွေးလိုက်ပါပြီဒါဆိုရင် तू က first line indent အတွင်းထဲကိုတွန်းသွားမယ်နောက်တစ်ခုဘာရှိသေးလဲဆိုတစ်ဆက်တည်းအောက်ဘက်မှာ spacing ဆိုတာရှိတယ် spacing မှာလည်း before နဲ့ after ရှိတာဖြစ်ပါတယ်ဒါကဘာကိုပြောလဲဆိုတော့အခုကျမတို့ဒီ selection မှတ်ထားတဲ့ဒီစာပိုက်နောက်ဘက်က document ဒီမှာဒီစာပိုက်ရဲ့နဲ့အပေါ်ဘက်ကစာပိုက်နဲ့ဂျာအကွာဝေးပုံမှန်ဆို paragraph တစ်ခုနဲ့တစ်ခုကြားဆို enter တစ်ချက်လောက်ပဲခောက်ပြီးတော့ရိုက်ခဲ့ကြတာလေအဲ့တော့ဒီစာပိုက်နှစ်ခုရဲ့ဂျာအကွာဝေးပြီးတော့အခု selection မှတ်ထားတဲ့စာပိုက်နဲ့အောက်ဘက်ကစာပိုက်နဲ့ဂျာအကွာဝေးပြင်ကျင်နေဆိုရင်ဒီမှာ before နဲ့ after မှာပြင်ရတာဖြစ်ပါတယ်ဒီညာဘက်က line spacing ဆိုတာကြတော့အခုလက်ရှိကျွန်တော် selection မှတ်ထားတဲ့ဒီစာပိုက်လေးထဲမှာစာကြောင်း၃ကြောင်းရှိတယ်ဒီစာကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းကြားအကွာအဝေးကိုပြင်ကျင်နေဆိုရင် line spacing မှာပြင်ပေးရတယ်လောလောဆယ်မှာ line spacing မှာဘာပြလဲဆိုရင် single လို့ပြနေတယ် down row မှာတစ်ချက်နေလိုက်ဒါဆိုသူက line အစိတ်ကျဲလေးပေါ်ပြပေးထားတယ် 1.5 line လား double လားစသဖြင့်ပေါ့နော်အဲ့တော့နည်းနည်းဒီမှာထူးခြားသွားအောင်ပြင်လိုက်တာတိတာသွားအောင် double ဆိုတာကိုရွေးလိုက်ပါဒါဆိုဒီမှာကြည့်လိုက်ပါ preview ထဲမှာကြည့်လိုက်အပြင်မှာတော့မပြောင်းသေးဘူးပေါ့နော်ဒီ preview ထဲမှာဆိုတစ် line တစ် line အရင်ချသွားတယ်ဆိုတာတွေ့ရတယ်ဒါဆိုဒီအနေထားတိုင်းလေးပဲကျမတို့အရင်ဆုံးထွက်ကြည့်ရအောင် okay နဲ့ထွက်ပါမယ် selection ဖြုတ်ကြည့်လိုက်ပါဒါဆိုခုန selection မှတ်ခဲ့တဲ့စာပိုက်လေးက first line indent တွန်းထားခဲ့တယ်ပြီးသွားရင်ဒီစာပိုက်ထဲမှာရှိတဲ့စာကြောင်းတွေကိုတစ်ကြောင်းနဲ့တစ်ကြောင်းအကွာအဝေးဘယ်လောက်ခြားထားခဲ့လဲဆိုတော့ double လို့ပြောတဲ့အတွက်ကြောင့်သူကစာပိုက်ကနည်းနည်းခြားသွားတယ်ဆိုတော့တွေ့ရပါလိမ့်မယ်နော်အဲ့ဒါလေးပြန်မြင်ကြပါတယ်ကဲဒါဆိုဒီစာပိုက်ကို selection ပြန်မှတ်မယ်ပြီးခုနပြင်ခဲ့တဲ့ paragraph ရဲ့ညာဘက်က setting button arrow button လေးမှာတစ်ချက်နှိပ်မယ်ပြီးသွားရင် line စိတ်ကျဲ line spacing ကြီးအောင်ပြန်သွားပါမယ်ဒီမှာ 1.5 line ကိုပြန်ထားကြည့်လိုက်နည်းနည်းပြန်ကတ်သွားမယ် okay နဲ့ထွက်ကြည့်ပါနည်းနည်းလေးတော့ပို့ပြီးတော့ကြည့်ကောင်းပါ double line ထက်စာရင် 1.5 line ပို့ပြီးတော့ကြည့်ကောင်းတာပေါ့နော်ဒါ indent ပြင်လိုက်တဲ့အပိုင်းလေးဖြစ်ပါတယ်ရမယ်နော်ဒါဆိုရင်အခုဒီနေ့ပြင်ခဲ့လိုက်တာကစာပိုက်တွေနဲ့ပတ်သက်ပြီးတော့ paragraph formatting ပြင်ခဲ့တယ်စာသား text alignment တွေပြင်ခဲ့တယ်စာသားတွေကို document ရဲ့ဘယ်ဘက်မှာလိုချင်တာလားအလယ်မှာလိုချင်လားညာဘက်လိုချင်လားအနေထားပေါ်မူတည်ပြီးတော့ text alignment တွေပြင်ခဲ့တယ်ပြီးရင်စာပိုက်တွေနဲ့ပတ်သက်ပြီးတော့ paragraph formatting စာပိုက်တွေရဲ့စာကြောင်းအစိတ်ကျဲ paragraph spacing တွေကိုပြင်ခဲ့တာဖြစ်ပါတယ်နော်အဲ့တော့ဒီနေ့သင်ခန်းစာလေးဒီလောက်မှာပဲရပ်ထားပါမယ်ကျေးဇူးတင်ပါတယ်ရှင်